ကဲဒီနေ့မှလည်းဗီဒီယိုကိုပုတ်တင်တာနဲ့မြန်မာငွေ2000ရနေတဲ့နေရာလေးတစ်နေရာရှိတယ်အဲ့ဒါနင်တို့ကိုသိအောင်လာပြောပြရတာလောက်ကြနော်တနေ့ကို2000ဆိုလည်းမနေဘူးလေနော်အခုချိန်ကကျောင်းသားကျောင်းသူပဲဖြစ်ဖြစ်နော်အင်ဂျင်မှာပဲဖြစ်ဖြစ်အိမ်မှာပဲ online ကနေဝင်ငွေရှာချင်တဲ့သူပဲဖြစ်ဖြစ်နော်အကုန်လုပ်လို့ရတယ်ဘာမှမဖြစ်ဘူးနော်တနေ့ကိုမြန်မာငွေ2000ရတယ်ဆိုတော့ဘာလုပ်ရမှာလဲဆိုတော့ပြောပြမယ်သိချင်အဆုံးထိလိုက်ပြီးနားထောင်နော်ဘာလုပ်ရမလဲဆိုလို့ရှိရင်တော့ဗီဒီယိုကိုပုတ်တင်ရမယ်ကွာဗီဒီယိုကိုပုတ်တင်ရမယ်နော်တနေ့ကိုဗီဒီယိုကိုပုတ်တင်ရမယ်နော်စကားပြောမျိုးတစ်ပုတ်ပါမယ်ကွာပြီးရင်ကိုဆက်ချက်ဆော်ရတဲ့ဗီဒီယိုနှစ်ပုတ်ပါမယ်3ပုတ်ဟုတ်ပြီနော်အဲ့ဒီ3ပုတ်လောက်ကလည်းအခုလိုမျိုးအဖက်ကိုရှင်းလင်းနဲ့ဖြစ်ဖို့လိုတယ်မျက်နှာအုပ်တဲ့အဖက်တွေမရအောင်နော်မျက်နှာအုပ်တဲ့အဖက်တွေလုံးဝမရအောင်နော်ပြီးရင်ဟိုကဒီတချင်းနဲ့ပြီးလို့ရှိရင်ဒီပေါ့ဓာတ်ပုံနဲ့တွဲရဲ့ဗီဒီယိုတွေမလုံးဝမရအောင်เนาะအဲ့ဒါတွေလုံးဝမရအောင်เนาะဟုတ်ပြီဘာမှလောက်ရမှာလဲဆိုတော့ AO234 ဆိုတဲ့နေရာမှာပဲလောက်ရမှာဖြစ်တယ်အဲ့ဒီ AO234 မှာဗီဒီယိုပို့ပုတ်တင်ရင်2000ရတယ်နင်တို့ကိုလာပြောတာသိစေချင်လို့เนาะပြောတာလည်းအားပေါက်တယ်နင်တို့ကဲဟုတ်ပြီတင်မယ်ဆိုမှတင်ရပါလေအမှန်တရားမှာလဲဆိုတော့ Facebook ရှိမယ် Facebook YouTube TikTok Instagram เนาะဖုန်းတိုင်းမှာတော့အဲ့ဒါတွေကတော့ရှိတာပဲလေဆိုတော့တနည်းအားမှာ3ပုတ်စီပဲတင်ပေးရမှာเนาะ Facebook မှာ3ပုတ် YouTube မှာ3ပုတ်ပြီးရင် Instagram မှာ3ပုတ်ကိုကြိုက်တဲ့နေရာမှာကွာ3ပုတ်တင်လိုက်တနည်းအောင်3ပုတ်တင်6ပုတ်ပြည့်ပြီဆိုလို့ရှိရင်အဲ့ဒီ6ပုတ်လုံးရဲ့ link တွေကိုသူတို့မှာ group ရှိတယ်အဲ့ဒီ group တွေကိုကိုက copy link ယူပြီးတော့ချပေးလိုက်เนาะဟိုဘက်က admin တွေကကိုယ့်ကို okay ပြန်နေဆိုလို့ရှိရင်ဒါမြန်မာငွေ2000ရပြီအဲ့တော့အခုလည်းရတယ်အချိန်ဆွဲမနေနဲ့နော်နင်တို့ပြောရတာအားပေါက်တယ်တကယ်ပဲမြန်ဆက်ဆက်လာပြီးတော့ join လိုက်တော့AO234 မှာနော်ပြီးလို့ရှိရင်လေ AO234 မှာ gain တွေလည်းဆော့လို့ရသေးတယ်နော်ပြောပြတာတခါတည်းပြောပြတာနော်အနိုင်များတဲ့အခန်းတွေလည်းအများကြီးပါတယ်ငွေသွင်း bonus တွေပြီးလို့ရှိရင်နော်တခြားသောများစွာသော bonus တွေလည်းအများကြီးရှိသေးတယ်နော်နင်ငွေ9000တွင်းရင်3000ပြန်ရမယ်ငွေ1000တွင်းရင်9000ပြန်ရမယ်နော်ပြီးရင်လူသစ် member bonus တွေလည်းအများကြီးရှိသေးတယ်အဲ့ဒီတော့နင်တို့အခုတည်းကလာပြီးတော့ AO234 မှာအလုံးလုံးချင်လဲ gain ဆော့ comment မှာ link ချပေးထားမယ်ဒါပဲ